ကောင်မလေးဟာသူမရဲ့ချစ်သူနဲ့အတူမိဘတွေနဲ့တွေ့ဖို့အိမ်ကိုလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ချစ်သူဖခင်ဟာမနေ့ညကမှသူမနဲ့ဆုံတွေ့ခဲ့ဘူးတဲ့အမျိုးသားဖြစ်နေမယ်ဆိုတာကိုတော့သူမအိမ်မက်တောင်မမက်ခဲ့ပါဘူး။ဒီတိုက်ဆိုင်မှုကအရန်ကိုတုံးလုံးစရာကောင်းလွန်းတာကြောင့်ကောင်မလေးမှာစွန့်ပြီးမြင့်တက်သွားခဲ့ရပါတယ်။တကယ်တော့ပြီးခဲ့တဲ့ညကသူမရဲ့ဝမ်းကွဲမောင်နှမကဟိုတယ်ခန်းနံပါတ်မပေးလိုက်မိတာကြောင့်သူမဟာရှူတယောက်ရဲ့အခန်းထဲကိုမှောက်ဝင်သွားခဲ့တာပါ။အဲ့ဒီရှုပ်ထွေးမှုတွေကြားထဲမှာပဲသူတို့နှစ်ဦးကြားမမျောလင့်ထားတဲ့ကိုထီလက်ရောက်ပတ်သက်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ရှုပ်ကသူမကိုတေချာကြည့်လိုက်တဲ့အခါမှာတော့သူမဟာလွန်ခဲ့တဲ့တစ်နှစ်ကသူမြင်ချင်းချစ်မိသွားခဲ့တဲ့မိန်းကလေးဖြစ်နေမှန်းရုတ်တရက်သတိထားမိသွားပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကအဲ့ဒီမိန်းကလေးဟာဘာတစ်ခုမှပီယာနိုတီးနေခဲ့ပြီးဆရာကလည်းအဲ့ဒီနေရာကိုစီးပွားရေးကိစ္စနဲ့ရောက်နေခဲ့တာပါ။သူမရဲ့ချိုသားတဲ့အတန်နဲ့အလှအပကသူ့နှလုံးသားကိုပထမဆုံးအကြိမ်မြင်လိုက်ရုံနဲ့တင်ဖန်ဆားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုလူရန်ကတယောက်ကပြဿနာရှာပြသူမကိုနှောက်ယှက်ဖို့ကြိုးစားခဲ့ပါတယ်။ရှုပ်ကဝင်ရောက်ကူညီပေးဖို့ပြင်လိုက်ပေမဲ့မတက်နိုင်ခင်မှာပဲကောင်မလေးကအဲ့ဒီလူကိုပါရိုက်လိုက်ပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူမဟာစီးရဲ့နှလုံးသားထဲမှာဆွဲထင်နေခဲ့တာပါ။ဒါကြောင့်လဲကံကြမ္မာကသူတို့ကိုတစ်နှစ်အကြာမှာပြန်လည်ဆုံတွေ့စေခဲ့တာဖြစ်နိုင်ပါတယ်။နောက်တစ်နေ့မနက်သူမနိုးလာတဲ့အခါမှာတော့သူမလုံမိခဲ့တဲ့လုပ်ရက်တွေအတွက်ရှက်ရွံ့နေပြီးဟိုတယ်ကနေချက်ချင်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဟိုတယ်ပြင်ရောက်တာနဲ့သူမရဲ့ချစ်သူကိုမြင်လိုက်ရပါတယ်။သူမရဲ့ချစ်သူဟာသူမကိုမြင်လိုက်တဲ့အခါမှာသူ့ရဲ့ရည်စားအစ်စ်ကိုအမြန်ဖုံးကွယ်လိုက်ပြီးမင်းဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ကောင်မလေးကလည်းသူမရဲ့လုပ်ရက်အတွက်ရှက်နေတာကြောင့်မနေ့ညကရုံးပါတီရှိလို့နောက်ကျသွားလို့ဟိုတယ်မှာပဲအိတ်လိုက်တယ်ဆိုပြီးလိန်ညာပြောဆိုခဲ့ပါတယ်။သူမဟာချစ်သူကတခုခုထပ်မေးမှဆိုတာကြောင့်အဲ့ဒီနေရာကနေအမြန်ထွက်လာခဲ့ပြီးဆီယိုနဲ့နောက်ဘယ်တော့မှမပတ်သက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဆီယိုကသူ့ရဲ့တက်တော်ဆောင်တွေနဲ့အတူဟိုတယ်ကနေထွက်လာခဲ့ပါတယ်။သူ့ရဲ့သားဖြစ်သူရောက်လာတဲ့အခါမှာတော့သူ့မှာရေစားရှိနေပြီဖြစ်ကြောင်းနဲ့မကြခင်မှာအိမ်ကိုခေါ်လာပြီးမိတ်ဆက်ပေးမယ်လို့ပြောပါတယ်။ဖြိုကအဖေရောသားပါမိန်းကလေးတယောက်တည်းကိုပဲချစ်နေကြတယ်ဆိုတာမသိပဲတားဖြစ်သူရဲ့စကားကိုသဘောတူလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဆရာကကောင်မလေးကိုတွေ့ဖို့သူမရဲ့ကောလိပ်ကိုတွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကတကြားတက်နေပြီးမူးလဲတော့မဲ့ပုံဖြစ်နေတာကိုမြင်လိုက်ရပါတယ်။ဒါကြောင့်သူကအချိန်မီအမြန်ပြေးသွားပြီးသူမကိုသူ့ရင်ခွင်ထဲမှာဖမ်းထိန်လိုက်ပါတယ်။ကောင်မလေးတတိယလာတဲ့အခါမှာတော့သူ့ကိုချက်ချင်းမှတ်မိသွားပြီးမင်းညကဖြစ်ခဲ့တာတွေကမှားယွင်းမှုတစ်ခုပဲအခုကစပြီးငါတို့ကသစိမ့်တွေပဲလို့ပြက်ပြက်တတပြောလိုက်ပါတယ်ရှုပ်ကသူမကိုတစ်သက်လုံးကောက်ွယ်ပေးခြင်းခဲ့ပေမဲ့သူမကတော့သူ့မှာချစ်သူရှိနေပြီဖြစ်ကြောင်းပြောပြီးညှင်းဆိုခဲ့ပါတယ်ဆရာလည်းသူမကိုထပ်ပြီးအကြက်မကင်တော့ပဲသူ့ရဲ့လိပ်စာကတ်ကိုကမ်းပေးရင်တစ်ခုခုအကူအညီလိုရင်ငါ့ကိုတတိယလိုက်ပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကကားပေါ်ကဆင်းချင်းမှာပဲသူ့ရှိတင်လိပ်စာကတ်ကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်ပါတယ်ဒါကိုမြင်လိုက်တဲ့ဆရာရဲ့တက်တော်ဆောင်ကဒေါသထွက်သွားပြီးသူမကိုပညာပေးဖို့ခွင့်တောင်းခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကသူမရဲ့အဲ့ဒီလိုမာနကြီးတဲ့အမူအရာကစောကိုပိုပြီးသဘောကျသွားစေတာကြောင့်သူကတားမြစ်လိုက်ပါတယ်